လင်္ကာနိုင်ငံရဲ့အရှေ့တောင်ဘက်ခြမ်းမှာရှိတဲ့ဒီတောရိုင်းမြေဟာနွေရာသီရောက်ပြီဆိုရင်အပူချိန်ကအလွန်မြင့်မားလာပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးမှာရှိတဲ့မြစ်ချောင်းတွေခန်းချောက်ကုန်ပြီးမြေကြီးတွေဟာအကွဲကြောင်းတွေထားဖုံမုံတွေပဲကျန်ပါတော့တယ်ဒီလိုအချိန်မျိုးမှာတောရိုင်းတိရစ္ဆာန်တွေအတွက်အရေးကြီးဆုံးအရာကရေဖြစ်လာပါတယ်။မိုင်ပေါင်းများစွာပတ်ချာလည်မှာဒီမြင်တွေ့ရတဲ့ရေအိုင်ငယ်လေးတစ်ခုပဲကျန်ရှိနေတော့တာပါ။ဒီရေအိုင်ဟာအပေါ်ယံကြည့်ရင်ငြိမ်သက်နေပေမဲ့ရေအောက်ထဲမှာတော့အလွန်ကြောက်စရာကောင်းတဲ့မိချောင်းကြီးတွေစောင့်ဆိုင်းနေပါတယ်။ဒီမိချောင်းတွေဟာအရှည်9မီတာ16ပေကျော်ထိရှိနိုင်ပြီးအင်အားအလွန်ကြီးမားပါတယ်။မိချောင်းတွေဟာသူတို့ရဲ့အသက်ရှူပေါက်တဲ့မျက်လုံးလေးကိုပဲရေပေါ်တင်ထားပြီးကြံတဲ့ကိုယ်ခန္ဓာကိုရေမော်ပင်တွေပွက်တွေကြားမှာလုံးဝမမြင်ရအောင်ဖုံးကွယ်ထားတတ်ပါတယ်။သူတို့ဟာနာရီပေါင်းများစွာကြောက်ရွံ့လိုငြိမ်သက်နေရင်တားကောင်ကိုချောင်းမြောင်းတတ်ကြပါတယ်။သမင်အုပ်တွေဟာရေငတ်လွန်းလို့ဒီရေအိုင်ကိုလာရတာပါဒါပေမဲ့သူတို့မှာရေကိုလွတ်လွတ်လပ်လပ်တောက်ခွင့်မရှိပါဘူး။သမင်တွေဟာသူတို့ရဲ့နားကိုအမြဲလှုပ်ရမ်းပြီးအနီးနားကအတန်ကိုနားဆွင့်နေရပါတယ်။သူတို့မှာရေငတ်တာထက်မိချောင်းရဲ့အစာဖြစ်သွားမှာကိုပိုကြောက်နေရတာပါ။ရေအိုင်နားကိုချင်းကပ်တဲ့အခါမှာတကောင်ချင်းစီမဟုတ်ပဲအုပ်စုလိုက်သတိထားပြီးလာကြပါတယ်။လှုပ်ရှားမှုတစ်ခုခုကိုသတိထားမိတာနဲ့တပြိုင်နက်သမင်အုပ်ကြီးတစ်ခုလုံးဟာလျှက်စစ်စီးသွားသလိုထွက်ပြေးဖို့အသင့်ဖြစ်နေကြပါတယ်။တိရစ္ဆာန်တွေအချင်းချင်းကကူညီတတ်ကြပါတယ်။မြောက်တွေဟာတစ်ပင်ထက်မှနေကြတာကြောင့်ရေထဲကမိချောင်းရဲ့လှုပ်ရှားမှုကိုအပေါ်စီးကနေအတိုင်းသားမြင်နေရပါတယ်။မိချောင်းကရေအိုင်ကမ်းပါးနားကိုတိုးကပ်လာရင်မြောက်တွေကတမျိုးတည်းသောအချက်ပေးတံကိုပြုလုပ်လိုက်ပါတယ်။အဲ့ဒီအတန်ကိုကြားတာနဲ့သမင်တွေကမိချောင်းပင်မှာရှိလဲဆိုတာကိုသိရှိသွားပြီးဘေးလွတ်ရာကိုရှောင်တိန်နိုင်ကြပါတယ်။သမင်တွေကတတိကြီးလုံးတဲ့အတွက်မိချောင်းတွေဟာဖြူဟာပြောင်းရပါတယ်။မိချောင်းတွေဟာကုန်းပေါ်ကိုတက်ပြီးချောင်းတာမျိုးမဟုတ်ပဲရေအောက်ကနေတဆင့်ချင်းစီငုပ်ရှိုးပြီးကမ်းပါးနားအထိတိတ်တဆိတ်ချင်းကပ်လာပါတယ်။ဒီဗီဒီယိုဟာကျွန်တော်တို့ကိုသဘာဝတရားရဲ့အကျဉ်းနှံဆုံးအမှန်တရားကိုပြသနေတာပါရေတငုံတောက်ဖို့အတွက်အသက်နဲ့ရင်းပြီးစူးစမ်းနေရတဲ့သမင်တွေနဲ့တနွေရာသီလုံးအသက်ရှင်ဖို့အတွက်တနက်စာအစာကိုတီးခံပြီးစောင့်ဆိုင်းနေရတဲ့မိချောင်းတွေရဲ့တိုက်ပွဲဟာတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။